အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော် sharing လုပ်ပေးချင်တာတော့မိတ်ဆွေတို့အတွက်အတိကောင်းစရာအချက်လေးတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးလုပ်ပေးမှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးမှာတော့ဒီမိတ်ဆွေတို့အခုမြင်နေရတဲ့ဒီပေါ်ဆုံးမှာ point by ဆိုတဲ့ဒီ software လေးအကြောင်းကိုကျွန်တော်ကပြောပြပေးမယ်ပေါ့နော်ဒီ software ကဘာတွေသုံးပြရတာလဲဘာတွေသုံးဝင်တာလဲဆိုတာကိုကျွန်တော်ရင်ဦးဆိုပြောပြပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကခြေရှိုးတက်တဲ့ချစ်သူပဲဖြစ်ဖြစ်ပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်မိတ်ဆွေကပိုင်ဆိုင်ထားရတယ်ဆိုရင်တော့သူဘာတွေသွားတာလဲသူဘယ်နေရာတွေရောက်နေတာလဲသူဘာတွေလုံးနေတာလဲဆိုတာကိုဒီ software ကနေပြီးတော့အခြေအခံလို့ရမယ့်နေလားလေးကိုကျွန်တော်ကမျှဝေပေးမယ်ပေါ့နော်ဒီနေ့နေ့ကတော့လူတိုင်းတွေမဖြစ်မနေသိထားရမယ့်အချက်လေးတွေကိုဒီ software ထဲမှာကျွန်တော်တို့သုံးပြလို့ရတာပဲဖြစ်ပါတယ်နောက်တစ်နေ့ကတော့ဒီ software ကဘာအတွက်သုံးပြလို့ရသေးလဲဆိုရင်မိတ်ဆွေရဲ့လက်ရှိသုံးပြနေတဲ့အဖုံးတွေကကြားပြောက်သွားတာပဲဖြစ်ဖြစ်တကူခိုးခံရတာပဲဖြစ်ဖြစ်ပေါ့နော်ဒီ software ကနေပြီးလည်းကျွန်တော်တို့ခြေရခံလို့ရတာပဲဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒီ software ကဒီလောက်ထိကောင်းနေမှာတော့မိတ်ဆွေတို့အတွက်ဒီဗီဒီယိုလေးလုပ်ပေးတာဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ဒီ software ထဲမှာဘယ်လိုသုံးပြရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ရင်ဦးဆုံးဒီ software လေးကိုမိတ်ဆွေတို့ဖုန်းမှာမရှိသေးဘူးဆိုရင်တော့ Play Store ထဲကိုချက်လောက်သွားလိုက်ပါအခုလိုမျိုး Play Store ရောက်သွားပြီဆိုတော့ကျွန်တော်တို့ပုံမှန်တိုင်းကျွန်တော်တို့ကိုလိုတဲ့အကြောင်းအရာလေးကိုရိုက်ရှာနေတဲ့ဒီပေါ်ဆိုးဆက်ပါလေးကိုချက်နေမယ်ပေါ့နော်ဒီပေါ်ဆိုးဆက်ပါမှာ white device ဆိုတဲ့နေရာလေးကိုတေချာလေးမိတ်ဆွေတို့ရိုက်ရှာလိုက်ပါโอเคဒီ software လေးပဲဖြစ်ပါတယ်ဒီ software လေးကိုမိတ်ဆွေတို့ install သွားပြီးလုပ်လိုက်ပါနော်ကျွန်တော်ဒီ software ထဲမှာဘယ်လိုသုံးပြရမလဲဆိုတာကိုမိတ်ဆွေတို့တေချာလေးပြောပြပေးမယ်ဒါဆိုရင်ကျွန်တော်ပြင်ပြသွားမယ်ဗျာโอเคဒါဆိုရင်တော့ဒီ software တွေကိုကျွန်တော်တစ်ချက်တော့နှိပ်သွားမယ်နော်အခုလိုမျိုးမျက်နှာပြင်ပြပေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ့်ရဲ့အချစ်သူကိုခြေရာခံခြင်းနေဆိုရင်ဥစိုးနံပါတ်1အဆက်အင်ဆိုတဲ့နေရာလေးကိုဒီအောက်ဆိုနေရာလေးကိုနှိပ်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ချစ်သူဖုန်းမှာရှိတဲ့ Gmail လေးကိုဒီမှာလာပြီးထည့်ပေးလိုက်ပေါ့နော် Gmail လေးထည့်ပြီးပြီဆိုရင် next ကိုနှိပ်လိုက်ပါ next ကိုနှိပ်ပြီးပြီဆိုရင်တော့ password လာပြီးထည့်ခဲ့တယ်နော် password လေးဒီမှာထည့်ပေးလိုက်ပြီဆိုရင်တော့ message လို့စပြီးသုံးပြလို့ရပြီပဲဖြစ်ပါတယ်โอเคဒါဆိုရင်တော့အခုလိုမျိုး miss လို့တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်လက်ရှိသုံးပြနေတဲ့ဖုန်းလေးပေါ့နော်ဒီပေါ်ဆုံးမှာတော့ကျွန်တော်လက်ရှိသုံးပြနေတဲ့ဖုန်းပါဒီနှလုံးကတော့ကျွန်တော်လက်ရှိရှိနေတဲ့ဖုန်းလေးပေါ့နော် miss ရကိုယ့်ရဲ့အချစ်သူကို Gmail လေးထည့်ပြီးပြီဆိုရင်တော့အခုလိုမျိုးဒီနေရာမှာလာပြီးပြပေးနေမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဘယ်လိုရှာရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်ကျွန်တော်အရှာခြင်းတဲ့ဖုန်းလေးကိုရင်ဆိုနှိပ်လိုက်နော်ဒါဆိုရင်တော့ကျွန်တော်တို့ကဘယ်နေရာမှာတည်ရှိတယ်ဆိုတာကိုကျွန်တော်တို့ဒီမှာတွေ့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကိုရှာခြင်းနဲ့ကိုရဲ့ချစ်သူဖုန်းမှာကျွန်တော်တို့ location တော့ဖွင့်ပေးရမယ်နော်ဒီ software ကဘယ်လောက်ထိသုံးပြလို့ကောင်းလဲဆိုရင်ကိုရဲ့ညီကိုမောင်နှမတွေပဲဖြစ်ဖြစ်ကိုရဲ့မိသားစုတွေပဲဖြစ်ဖြစ်ပေါ့နော်လန်ကီသွားတာပဲဖြစ်ဖြစ်ဒီ software ကနေပြီးတော့သူဘယ်နေရာရောက်နေတာလဲဆိုတာကိုကျွန်တော်တို့ကခြေရခံလို့ရတဲ့ software ပဲဖြစ်ပါတယ်โอเคအခုလိုမျိုးကျွန်တော်တို့ကသူဘယ်နေရာမှာတည်ရှိလဲဆိုတာကိုခြေရခံလို့ရသွားပြီဆိုရင်တော့နောက်ဆုံးတစ်ချက်ကိုထပ်ပြောပြပေးမယ်ဒီနေရာမှာတခါတည်းပေါင်းပြီးပြောပြပေးသွားမယ်နော်ကိုရဲ့အဖုံကအပြောက်သွားတာပဲဖြစ်ဖြစ်တကူခိုးခံရတာပဲဖြစ်ဖြစ်ပေါ့နော်မိတ်ဆွေကကိုရဲ့အဖုံကိုပြန်လို့ခြင်းတယ်ကိုရဲ့အဖုံထဲမှာရှိတဲ့ data ချက်လက်တွေကိုတစ်ဖက်သူကိုပေးမသိချင်ဘူးဆိုရင်တော့ကိုရဲ့အဖုံကိုတန်မြင်နေအောင်ဒီမှာ play ဆိုတဲ့နေရာလေးကိုချက်နေကြည့်မယ်ဒါဆိုရင်တော့ဒီမှာကိုလက်ရှိမိတ်ဆွေတို့ကြားရတဲ့အတိုင်းပဲနော်တခါတည်းသူကကျွန်တော်တို့မပိတ်မချင်းပေါ့နော်ဒီဖုန်းမှာတခါတည်းလုံးဝအတန်မြည်နေမှာဖြစ်ပါတယ်ကျွန်တော်ပြန်ပေးလိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ပြန်ပြီးပေးလိုက်တာဖြစ်ပါတယ်အခုလိုမျိုးကိုယ့်ရဲ့အဖို့တခုခိုးခံရတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့အချစ်သူကိုအတိပေးခြင်းတာပဲဖြစ်ဖြစ်ပေါ့နော်ဒီ play ဆိုတဲ့နေရာလေးကိုမိတ်ဆွေတို့နှိပ်ပြီးတော့အတိပေးလို့ရတယ်နောက်ဆုံးတစ်ချက်ကတော့အတော့ပုံစံနေနဲ့ဒီအောက်ဆုံးနေရာလေးချက်နေမယ်ပေါ့နော်ဒီအချက်ရတော့ကျွန်တော်တို့ဘာလို့ပြုလုပ်ပေးရမလဲဆိုတော့ကိုယ့်ရဲ့ဘဝတခုခုခံရတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝဒီခုလိုမျိုးပျောက်သွားတာပဲဖြစ်ဖြစ်ကျွန်တော်တို့အဖုံးထဲမှာရှိတဲ့ data ချက်လက်တွေကိုတစ်ဖက်သူတွေမသိရအောင်ပေါ့နော်ကျွန်တော်တို့အဖုံးလုံးဝဆက်ပိတ်သွားအောင်ဒီကနေကျွန်တော်ပေးလို့ရတယ်
เนาะဒါကတော့ကျွန်တော်တို့ခုဖို့ပျောက်သွားတယ်ဆိုရင်တော့အခုကျွန်တော်ပြပေးတယ်လို့မိတ်ဆွေတို့သွားပြီးပြုလို့ရတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပြောပြပေးတာပဲဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကတော့မိတ်ဆွေတို့နားလည်တဲ့ပုံပေါ်မှာတင်ပါတယ်ဒီ software လေးမိတ်ဆွေတို့မှမရှိသေးဘူးဆိုရင်သွားပြီး download လုပ်လိုက်ပါတို့ပြရတာရန်ကိုဆင်ပြေလို့ပေါ့နော်ကျွန်တော်မျှဝေပေးတာပဲဖြစ်ပါတယ်ဗျာโอเคဒါဆိုရင်တော့မရှင်းတာရှိရင်လည်းကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာမှတ်လာပေးလို့ရတယ်ဗီဒီယိုလေးစဆိုကြည့်သွားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ကတော့ဇော်ဇော်ပါ